မင်္ဂလာပါအခုလိုစောင်းနေရာဒီမှာပေါ့နော်စောင်းရာဒီဥရုအေးတဲ့ရာဒီဥရုမှာဒါနာစီးနေတဲ့လူတွေနော်နာရီယူတဲ့လူတွေအတွက်လူတွေအသက်ဆေးနီးလေးမြောက်ဝေပေးမှာဖြစ်ပါတယ်အဲ့ဒါရေနံစီပေါ့နော်ရေနံစီတဲကိုလေဂွန်းလေးပေါ့ဂွန်းလေးနည်းနည်းလေးရေနံစီတဲကိုထည့်ဆွလိုက်ဂွန်းလေးနည်းနည်းလေးရေနံစီတဲထည့်ဆွပြီးတော့ပေါ့နော်နှာခေါင်းရဒီအထက်ကနေဒီအောက်ကိုအလိုလေးပေါ့နော်10မိနစ်လောက်အလိုလေးပုတ်ပြီးတော့ဆွဲပြီးမယ်ဆိုလို့ရှိရင်အလိုလေးပုတ်ပြီးတော့ဒီရေနံစီနဲ့ပေါ့နော်အထက်ကနေအောက်ကိုအလိုလေးပုတ်ပြီးတော့10မိနစ်လောက်ဆွဲပေးမယ်ဆိုလို့ရှိရင်ဒါနာစီးချင်းနာရီကိုချင်းတွေကိုအမြန်ဆုံးမတက်တာပျောက်ကင်းစေမှာဖြစ်ပါတယ်နောက်စိနေဒီတွေကကျတော့အဲ့ရဝန်ခံနေလို့ရှိရင်ခြေပွားကိုတန်ရှင်းရေးလုပ်မယ်လုပ်ပြီးရင်မုံရင်းစီလေးကိုခြေပွားကို3မိနစ်လောက်ပုတ်ပြီးချင်းကဒါတွေးတိုးချင်းနဲ့မျက်စိယောဂအပြင်ဒီနာရီကိုချင်းနှာခေါင်းပိတ်ချင်းဒါနာစီးချင်းတွေကိုအများဆုံးတက်တာပျောက်ကင်းစေမှာဖြစ်ပါတယ်အခုမျှဝေပေးနေတာကစေးမြတ်တာတိုင်းရင်စီတိုင်းမှာတမားတော်ပဲဖြစ်ပါတယ်အားလုံးပဲကျမ်းမှချမ်းသာကြပါစေ